Nagi dan titila marapan Nagi dan apina thamata Nibbana adhikantapan tapaduka pamosana Taduka yahora Tapaduka pamosana Dukkha aluma lunyok sitato Ita nibbanaဤဖြစ်ပြမစာအငိမ့်တာတည်ဟူသောနိဗ္ဗာန်ကြီးကိုအပိနာထာမတာအင်အားမဖက်ပို့ပြည့်ပြည့်အားထုတ်ယူညပြည့်နာတိခန္ဓာပါမရောက်နိုင်မရနိုင်ဟုတ်ကလားမှန်ပါဗျာဟင်သူမနေ့ကပြောတဲ့ဘူဒီမပါပဲနဲ့လေအားတော့အားထုတ်တာပေါ့ဟင်အဲ့ဒီအင်အားမဆွဲရင်တော့ဘောပြည့်ပြည့်နဲ့ပြီးသွားပဲလို့ဆိုလိုတယ်အဲ့ဒီဘောပြည့်ပြည့်နဲ့မရောက်နိုင်ဘူးတဲ့ဟုတ်ကလားအဲ့တော့အင်အားတော့သုံးတယ်တဲ့ဒါကအပိနာထာမပါသုံးတဲ့အင်အားလေးကနည်းနည်းလေးမပုတ်ပုတ်သုံးလို့ရှိရင်လေနာအတိခန္ဓာကမရောက်နိုင်မရနိုင်ဟုတ်ကလားအင်အားမသုံးလည်းမရနိုင်ဘူးသုံးတော့လေဘယ်နဲ့တော့ဟိုပါပေါ့ဟဲ့ဟင်တော့ဝက်တစ်ပြက်ထင်တယ်ဟင်အလုံးရင်းနဲ့မဟုတ်ဘူးဒီလိုဆိုလည်းမရနိုင်ဘူးတဲ့ဟုတ်ကလားလားဘာဖြစ်လို့တော့ဆိုတော့တို့အနာမတက္ကသန္တရာကအစွဲကြီးစွဲခဲ့တဲ့အစွဲကိုတို့ပြရမှာကြီးဟုတ်ကလားဗျာဟိုအနာမတက္ကကမမြင်ဘူးပါဘူးဗျာခုနဲ့ပြောရင်ကိုမွေးကြတဲ့ကစွဲကြတဲ့စွဲထင်တယ်ဟင်အဲ့ဒါကြီးအခုမှပြရမှာဟင်အဲ့တော့ဘောပြက်ကလေးနဲ့ရမှာလားမရပါဘူးဗျာအားတော့သုံးပါတယ်မစိုးမပို့လေးနဲ့ကောဟင်ဖိတ်တဝက်စင်တဝက်နဲ့ကောအလုံးရင်းနဲ့မှရမယ်လို့ဆိုလို့တရားဟင်အဲ့ဒါဘုရားကိုယ်တိုင်ပြောတာပါလားဟင်နာယိတံတတိလမာရပံနာယိတံအပိနာထာမတာဆိုတာတတိလမာရပံဆိုပေါ့ရောလောက်တာဆိုတာလေအပိနာထာမတာအားတော့တုံးနေနည်းနည်းလေးတင်ထုတ်တုံးတာကိုပြောဟုတ်ကလားဗျာဟင်ဒီတော့မရနိုင်ဘူးတဲ့ဘောင်းတော့သူ့အဆွဲကနည်းနည်းမှဟုတ်ခဲနဲ့ဟုတ်ကလားဟိုအရေးကြီးတာတော့မကြိုက်တာကရေးမကြည့်ဘူးပေါ့လေမကြိုက်တာဆွဲတာသူရှိလားမကြိုက်တာပဲတရားကုန်လို့ဆွဲမှဆွဲတယ်နဲ့ဟုတ်ကလားကြိုက်တာသာစဉ်းစားမှာကြိုက်တာကောတစ်ခါကြိုက်လို့သူ့လိုက်ပြီးတော့အာယုံခံစားလိုက်တဲ့တစ်ခါနဲ့ပြီးလားဘယ်နှခါတော့ဟင်ကိုကြိုက်တဲ့အာယုံတစ်ခုလေးဟုတ်လားထင်ရခဲကြိုက်သူကတော့ထင်ရဘယ်နှခဲရှိတော့ခုနတော့လက်ဖက်ကြိုက်တော့လက်ဖက်ဘယ်နှခါရှိတော့ဟုတ်ကလားဟဲ့အဲ့တော့တခုပြီးတခုဗျာဒီဘက်ငါးပြားစီကတော့မထမ်းမိကြည့်ရမယ်ဟိုဘက်ငါးပြားစီကတော့ပုံလို့ဟာဒီဘက်ငါးပြားစီကတော့ထမ်းမိလားဟာဒီဘက်ငါးပြားစီကမထမ်းဘူးဟိုဘက်ငါးပြားစီကတော့ထောင်မလာပုံဗျာတခုဆွဲထားလိုက်တာအဲ့ဒါကြီးပေးရမှာဗျာဟုတ်ကလားအဲ့တော့အားနည်းနဲ့ရနိုင်ဘူးတဲ့ဟုတ်ကလားတို့ဒီနေရာမှာဟိုတရားမင်းသားဖပြောရမှာပေါ့လေတရားသားဖရာတွင်ရှိသေးဟင်တို့ကာဝရိန်သာမှာရှိတဲ့တရားမင်းဆိုတာတို့ဘာလူပြရသွားတာပါပဲဟင်ဒါနမုတ်တိလာမုတ်ဒီနှစ်ခုနဲ့ရောက်တာပါပဲအဲ့တော့သူမရောက်ခင်မှာအတူရဏမင်းတွေကအဲ့ဒီနေရာကနေတဲ့နေရာဗျအဲ့ဒီမှာအတူရဏမင်းတွေကိုဖယ်ရှားပြီးတော့သူတို့ကဝင်နေတာဟုတ်ကလားအဲ့တော့အတူရဏမင်းတွေကတတိယတဲ့ခါကျတိုက်ဟင်တရားမင်းကရှုံတော့လည်းပြီးရဘူးဗျဟင်တရားမင်းကနိုင်တဲ့ခါကျတော့လေဟောအတူရတွေကပြန်ဆုတ်ပေါ်ဗျဟင်အဲ့လိုကိုပြန်တော့ဘာရံကြားရံနေမှာပေါ့ဟုတ်ကလားဒီတော့တို့ဒီတော့ကြားရံနေမှာပါဘာရံကိုရှိရမတူပါဘူးဟိုမှာတော့ဘာရံကြားရံဟင်အဲ့ဒီမှာသူ့တရားမင်းကြီးရဲ့သားတော့၄ယောက်ရှိတယ်ဂေါရယာတို့မန္တရာတို့ဆိုတာအဲ့အကြီးဖြစ်တဲ့သားကအေးဆက်ဆက်ကြီးတယ်တိုက်ချင်လို့ကွာဟင်မတိုက်ချင်ဘူးအေးဆက်ဆက်လည်းပြင်နေတော့တရားမင်းကြီးကပြောတယ်သားတော်တို့မကြိုးစားပဲနဲ့ရောက်တဲ့နေရာရှိရင်အဖေကိုပြောကြပါမှာဆိုတာဟင်အဲ့ဒီမကြိုးစားပဲနဲ့ရောက်တဲ့နေရာများရှိလို့ရှိရင်အဖေသွားကြလို့ဆိုတာဟုတ်ပြီဟင်ခင်ဗျားတို့ဆောင်းကဓမ္မယုံလာတာတော့မကြိုးစားပဲနဲ့ခင်ဗျားတို့မရောက်ဘူးဟင်ဘယ်လောက်ကြိုးစားခဲ့ရတော့ဘယ်နဲ့ဘဝဘယ်နှလမ်းကြိုးစားခဲ့ရတော့ဟာမနေပါဘူးမနေနဲ့ပြီးရောဟင်အဲ့တော့ဟိုအဆောင်နဲ့ဓမ္မယုံတောင်မဲ့တော်ကြိုးစားခဲ့ရတာ
ခဏတို့အစွဲစိတ်ခုရှိနေတဲ့လက်ရှိစိတ်နဲ့နိဗ္ဗာန်ကဘယ်လောက်ဝေးတော့ဟောဓမ္မယုံတော့ဝေးဘူးထင်မှာဓမ္မယုံနဲ့အဲ့ဒီဟာဘယ်ဟာဝေးတော့ဟုတ်ပါမလားဗျာဟိုကျောက်ကတော့ဓမ္မယုံတော့ဝေးနေထင်ပါဘူးဟင်အဲ့တော့တို့ဘယ်လောက်ကျူးစားမယ်ဆိုစဉ်းစားလေအဲ့တော့တို့အဖောင်းကဒီကိုလာတဲ့ဒီခြေလမ်းတလမ်းနေဟိုမကျူးစားပဲနဲ့လှမ်းလို့မရဘူးဟုတ်ကလားဗျာတဘဝမှထွက်မှာမဟုတ်ဘူးဗျာကျူးစားမှအဲ့ဒီဘဝဒီဘက်ကိုလှမ်းထွက်လို့ရတယ်ဟုတ်ကလားဗျာအဲ့ဒီမှလည်းအင်အားသုံးရတာပဲထင်တယ်ဟဲ့ဟုတ်ကလားဓမ္မယုံသွားမှငါတရားကိုစိတ်နဲ့စိတ်နဲ့အားထုတ်ရမယ်ဆိုဒီလိုတရားလေးလည်းပါမှာအဲ့တရားနဲ့လာရတာပဲဟုတ်ကလားလာတော့ဓမ္မယုံဘယ်ဖက်မှာရှိတယ်ဆိုတာလဲတတိလေးအထထားရတာပဲထားတယ်လို့တဲ့တရားတို့ဓမ္မယုံရှိတဲ့ဘက်ကိုအုပ်ခေါင်းကိုဘဝထိတ်တက်အောင်ကလည်းတည်တဲ့ဓမ္မတွေလည်းပါရတာဟုတ်ကလားဓမ္မယုံနဲ့ဆိုဘယ်လောက်ဝေးသေးတယ်ဘယ်နေရာရောက်ပြီးဘယ်နာဆိုဓမ္မယုံဒီလိုပညာလေးလည်းပါတာပဲအဲ့ဒီမှာလည်းစိတ်ဘူးတင်ပါတယ်ရဟုတ်ကလားအဲ့တော့ဘယ်ရာမျိုးမဆိုကြိုးစားမှရတယ်ဟုတ်ကလားဗျာကြိုးစားမှရဗျာမကြိုးစားပဲမရနိုင်ဘူးလို့ဆိုလို့ဗျာဟုတ်ကလားအဲ့တော့တို့လောကီကြိုးစားတာတွေကတော့ဟိုအနာနာရှိတဲ့လွယ်လင်းတကူကြိုးစားရတာပါဟုတ်ကလားဟိဟိုဇီကုန်းကဇီတယ်ဇီကုန်းကဇီဝယ်ကြိုးစားတာဘာခိမ့်မှာဟုတ်နီးရတဲ့နဲ့ဒီနာဟာဒီနာခုနိဗ္ဗာန်ကဟာလမ်းကြိုးစားရတာဗျဟုတ်ကလားနိဗ္ဗာန်ကဟာလမ်းကြိုးစားရမှာကျွတ်ကြိုးစားရမှာကဟုတ်ကလားဗျာအဲ့လောက်ကြိုးစားအဲ့တော့တို့ဟိုအင်အားမပါတဲ့အင်အားမဆွတ်ဖက်တဲ့ပေါ့ပြက်နဲ့လေရှောင်းနိုင်ဘူးဟုတ်ကလားအင်းအားတော့ပြင်သူပြောခဲ့တဲ့အားတွေကိုအသုံးတော်ချပါရဲ့ဟုတ်ကလားနည်းနည်းလေးထုတ်သုံးယုံနဲ့လေမစောင်းနိုင်ဘူးတဲ့ဟုတ်ကလားဒါအားထုတ်ပုံပြောတာလေအဲ့တော့တို့ဒီအားထုတ်တဲ့နေရာကြတော့စိတ်အားလားယုံအားလားဗျာဒါအဓိကပဲလေဟုတ်ကလားယုံအားကအဓိကမဟုတ်ပါဘူးစိတ်အားပါယုံကြည်ချက်ဆိုတာလေစိတ်မှာပါပဲရဲတင်းမှုဆိုတာလေစိတ်ပါပဲဟုတ်ကလားရှုမှတ်သင်ခြင်းမှုစိတ်မှာပါပဲပြီးတော့တည်တံ့မှုဘယ်ကွယ်မှုဒါဆိုစိတ်အားတွေပြောတာလေစိတ်မှာရှိတဲ့အင်အားတတ္တိတွေကိုအသုံးချရလိမ့်မယ်လို့ဆိုလိုတယ်ဟုတ်ကလားဟိဘာဖြစ်လို့တို့ဆွဲစိတ်ကိုမှတ်စိတ်ကလွှမ်းမိုးပြီးတားရမှာထင်တယ်ဟုတ်ကလားဆွဲစိတ်နေရာကိုတို့မှတ်စိတ်ကအသာထိုးရမှာထင်တယ်အဲ့တော့တို့ဟိုရေချောင်းဖြစ်တဲ့ကျွန့်ပေးရင်ရေနဲ့ပြန်ဖေးမှသင်ကြတာတယ်ဗျာဟုတ်ကလားရေချောင်းဖြစ်တဲ့ကျွန့်ပေးရင်ရေနဲ့ဖေးမှသင်ကြတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အစွဲကိုလည်းစိတ်နဲ့ပြန်ဖေးယူနေရတာတယ်ဟိဒါမို့ဒီစိတ်အားတွေကိုအဓိကထားသုံးရပါလိမ့်မယ်ဟုတ်ကလားဗျာပြီးတော့သုံးတဲ့နေရာစိတ်အားတို့ဘာလို့စိတ်ကိုသုံးရတယ်လဲမေးရင်ဝိပဿနာဆိုတာစိတ်လုပ်ငန်းညာလုပ်ငန်းဖြစ်နေလို့စိတ်လဲပါမှတယ်လေဟုတ်ကလားစိတ်ပါရုံနဲ့ပြီးဘူးညာလဲပါမှတယ်လားစိတ်လဲပါမှညာလဲပါမှဟုတ်ကလားစိတ်တော့ပါတယ်ညာမပါကလေးပွဲကြီးဖြစ်သွားမှာပေါ့ဟုတ်ကလားကလေးကမိဘနောက်ကလိုက်ပြီးတော့ပွဲကြည့်တာဟုတ်ကလားပွဲကြည့်သူပွဲပြီးတော့သိမှာပေါ့တို့တော့ဇာလန်းသိသူသိလားသိဘူးကြားတော့ပဲပြီးဟုတ်ကလားကြားတာရဲ့ဟိုလက်လှူရှားမှုခြေလှူရှားမှုအတန်းဟန်းတရနောက်မှာရှိတဲ့သဘောနဲ့သဘာဝကိုဒီကလေးသိပါသဘောနဲ့သဘာဝတွေမသိနိုင်ဘူးကလေးပွဲကြီးကလေလူကြီးပွဲကြီးကြတော့ဟန်းတဒန်းဟုတ်ကလားဗျသူ့ရဲ့ပြနေတဲ့ပြချက်ကိုကြည်ရင်မတ်တတ်နဲ့သူ့နောက်မှာရှိနေသဘောနဲ့သဘာဝကိုတမ်းမြင်တာအဲ့ဒါညာရဟုတ်ကလားအဲ့တော့တို့ဒီမှာလေးတော့အဲ့ဒီညာအားညာလေးပါဖို့ရာအတွက်ဒီစိတ်အား၅မျိုးထပ်သုံးရလိမ့်မယ်ထင်တယ်စိတ်အားထပ်သုံးရလိမ့်မယ်အဲ့ဒီစိတ်အားသုံးတဲ့နေရာမှာတို့အရင်ဟိုဘာသာပြန်ငယ်ဒုံကတော့ယောဂီတို့သဘောပေါက်အောင်ပွားဖို့မှုတတိနဲ့
ဟုတ်ကလားအောင်မွေးမှုတတိဒီလိုပြောခဲ့တယ်ဟဲ့ဝင်တယ်ထွက်တယ်ဒါပွားဖို့မှုတယ်ဟဲ့ဝင်ပဲလို့နေတယ်ထွက်ပဲလို့နေတယ်ရှုွက်မှာကပ်ပြီးတော့အောင်မေ့နေတာအောင်မေ့တယ်သင်ခြင်းတယ်ပူပန်တယ်အတူတူတယ်ဟဲ့ဟုတ်ကလားဗျဒီတကားအတူတူပါပဲဟင်နှစ်ခုပြောထားကြတယ်ထင်တယ်လေတန်ဃာတို့ပြီးခဲ့တဲ့ရပိုင်းတွေကဇန်နဲ့ပြောတော့ဟိုပွားဖို့မှုဝင်နေထွက်တယ်ကိုဝိတက်ဆိုတော့ပြောခဲ့တယ်ထင်တယ်ဟဲ့ဟုတ်ကလားအာယုံအများကြီးတွေကတခုတည်းတော့အာယုံထင်ရှားတော့ဟုတ်ကလားတို့မို့ဟိုယောဂီတို့နဲ့ပြောရင်တော့ရှုခွင့်နဲ့မှတ်တက်အောင်လုပ်ပြီးနေတာဝိတက်ဖက်အဝင်နဲ့မှအထွက်နဲ့မှထင်တယ်ဟုတ်ကလားဟင်အဲ့ဒါကိုအာယုံအများကြီးတဲ့ကတခုတည်းတော့အာယုံထင်လောက်အောင်လုပ်ပြီးတာအဲ့ဒါပွားဖို့မှုတတိယတောင်းယူတယ်ထင်တယ်ဟုတ်ကလားအောင်းမိမှုတတိကတို့ပါတော့ဟဲ့ဟိုဒီဝင်ပဲလို့ဖက်ပဲလို့ထင်တယ်ဟဲ့အဲ့ဒါလေးကိုဇန်နဲ့ကြတော့ဝိသရာလို့သုံးထားတယ်ထင်တယ်ဟဲ့ကပ္ပိသုံးတတ်တာဟင်အဲ့တော့ဝိတက်ကတွန်းတင်ပေးလိုက်တဲ့အာယုံကိုပျောက်ပြတ်မသွားအောင်ဝိသရာကတောင်းယူပါသည်ဟုတ်ကလားဗျတို့ယောဂီတို့နေရာကကပြောလိုက်လို့ရှိရင်တော့ရှုွက်နဲ့မှတ်စိတ်တဲ့နေတဲ့ရှုွက်နဲ့မှတ်စိတ်ကလေးကိုလွတ်ထွက်မသွားအောင်ကပ်ပုံတပ်ပေးနေတာဒါအောင်မဟုတ်တရားတောင်းယူရတယ်ထင်တယ်ဟဲ့သူ့ကိုပဲဝိသရာတို့ကတော့ဒီမှာဟိုသဘောပေါက်လို့ဘာသာပြန်ပေးထားတာပါဟုတ်ကလားအဲ့ဒီပွားဖို့မှုတတိတို့ဟိုအောင်မမှုတတိနှလုံးထင်တယ်ဟဲ့တို့မို့အပြင်တတိအတွင်းတတိထင်တယ်ဟဲ့ဟုတ်ကလားဗျအဲဇန်နဲ့ပြောရင်ဝိတက်နဲ့ဝိသရာထင်တယ်ဟဲ့ဟုတ်ကလားအဲ့ဒီတတိလေးနှလုံးရှိတဲ့ထဲမှာဝင်တယ်ထွက်တယ်အဲ့ဒါကတို့အစွဲဟင်ပညာတွေဝင်ခွင့်မရအောင်သူညှုပ်ပေးနေတာလေသူစက်ပညာတွေဝင်ခွင့်မရအောင်အဲ့ဒါယောဂီတို့မှာလက်ထဲမှာရှိနေတဲ့စွဲစိတ်နဲ့စွဲစိတ်ကိုသူကပြုတ်တပ်ပေးနေတယ်ဟုတ်ကလားဒီနေရာလဲအာပါမထင်တယ်အာပါမဩငါလုံနေတာငါမှရှိတဲ့အစွဲတွေကိုပြုတ်နေတယ်လို့ယုံလဲယုံမှယုံကလည်းရဲမှာဟုတ်ဟုတ်ကလားဗျာအဲ့သူကတောင်းယူပါတယ်အောင်းမေးမှုတတိလို့ခေါ်တဲ့ဝိသရာကယောဂီတို့သိချင်တဲ့ပရမတ်ကိုသူဖော်ထုတ်ပေးတာသူကဟိုတို့ညာပါအောင်လုပ်ပေးတာတင်လေဟဲ့အဲညာဖြစ်အောင်ဟုတ်ကလားဗျာဟင်အဲ့ဒီမှတ်လို့ပြီးတဲ့ညာလေးအားကောင်းလို့ဝင်ပဲလို့ထွက်ပဲလို့ဟိုဖြည့်ပြည့်နေမှတင်လေဟဲ့အဲ့ဒါကိုမှတ်ညာလို့တုံးတယ်ဟိုတို့သာနဲ့ပြောတော့တမာရညာပေါ့အဲ့ဒီမှတ်ညာအားကောင်းမှဟိုအသိညာကပေါ်ရမှာဟုတ်ကလားဗျာဟင်အဲ့တော့သူကပရမတ်ကိုဖော်ထုတ်ပေးတယ်တင်လေဟဲ့သူကပရမတ်ကိုဖော်ထုတ်ပေးတယ်ဟိုကဟိုအပြင်ကဟိုပွားဖို့မှုတတိကပညာကိုမြုပ်တာပေးတယ်ဟုတ်ကလားအတွင်းကအောင်မေမှုတတိကပရမတ်ကိုဖော်ထုတ်ပေးတယ်ဒီလိုထင်တယ်ဟဲ့အဲ့တော့အပြင်ကပညာတော်မြုပ်ပေးနေပါတယ်ပရမတ်ကိုထုတ်မပြရင်ကောဟင်စိတ်ပါပါမလားညာမပါစိတ်မပါတော့ဘူးဟင်ထူတော်ခဲလားကြာတော့ဟင်ဒီကြတဲ့တို့လှည့်လှည့်ချာပြီးကိုတော်ကြီးခိုင်းတဲ့အတိုင်းလည်းလုပ်ပါတယ်ဆိုတာရှေ့ကဟုတ်ဗျာဟင်ရရင်တော့ကိုတော်ကြီးပေးလို့ပြောမဟုတ်ဘူးတဲ့တာဟင်ဟုတ်ကလားဗျအဲ့တော့ဒီအောင်မိမှုတတိလို့ဆိုတဲ့ဝိသရာပေါ့လေကတ်သုံးတအားကမပါလို့ရှိရင်လည်းယောဂီတို့ညာမပါတော့ဘူးလေကလေးပွဲကြီးဖြစ်နေမှာပေါ့ဟင်ကလေးပွဲကြီးပဲဖြစ်နေမှာပေါ့ဟုတ်ကလားအောင်မိမှုညာတော့ပါတော့ပေါ့ဗျာကိုဘက်ကအပြင်ကပွားဖို့မှုတတိယမှာတွင်ပွားမပေးရင်ဟောဒီအတိတိုးနိုင်မှာမလားတိုးနိုင်ဘူးဒါကြတာတော့လေဟုတ်ကလားဗျာအဲ့တော့အပြင်တတိအတွင်းတတိတို့ဇာနဲ့ပြောတော့ဝိတက်နဲ့ဝိသရာဒီဟာလေးနှစ်ခုဟာပဲဘဝညာဘဝကဲလို့ထင်တယ်ဟင်တွားရလိမ့်မယ်ဟုတ်ကလားဗျာဟင်အဲ့တော့ဘာဖြစ်လို့တော့တို့မနေ့ကပြောခဲ့တဲ့အတိုင်းဆိုတွေးခွင့်ပြေးခွင့်မရအောင်ထင်တယ်ဟင်ဘာဖြစ်လို့တွေးခွင့်ပြေးခွင့်မပေးတယ်လဲလို့မေးရင်ဟိုခုနကအတားဆိုတာတွေးမှပေါ်တာလေလိုချင်တာကောမတွေးပဲနဲ့ပေါ်မလားဟင်ဟာအတွေးပေါ်မှလိုချင်စိတ်ပေါ်တာဟင်တော့တခြားကိစ္စဖြစ်တရားကိစ္စဖြစ်ပေါ်လားတွေးမှလာလိုချင်စိတ်ပေါ်တယ်ဗျဟုတ်ကလားပြီးတော့တို့နှလုံးမသားရစိတ်တို့အာမလို့အာမရစိတ်တို့မခံရင်စိတ်တို့လဲတွေးမှပေါ်မှာဗျဟင်အဲ့တော့ဒီအတားပြီးဆွဲစိတ်ကိုအာဂရာပြုပြီးတော့တားနေတယ်ဆိုတော့ရုပ်ကိုသဘောပေါက်မှဟုတ်ကလားဟင်အဲ့ဒါကိုတော့တွေးခွင့်မပေးတာရုပ်တို့ကိုယ်တိုင်သဘောပေါက်မှလေဟုတ်ကဲ့ဘာကြောင့်လို့တွေးခွင့်မပေးရတော့လဲသူရုပ်တို့ကိုယ်တိုင်တွေးကြည့်ဟုတ်လားလိုချင်တာမှများတွေးမှသိတာ
မတွေးတဲ့လူချင်းစီဘောကုန်ပေါ့ဟုတ်ကလားဗျာတွေးမှပေါ်တာဟောမခံရင်သိက္ခာဟောဗျာကျွန်တော်တွေးမှပေါ်မှာပဲဟုတ်ကလားဗျာဟင်ပြီးတော့အဲ့ဒီလူချင်းစိတ်ကြီးနဲ့လှုပ်တွေးရောလားတွေးပါဗျာသွားပြီခင်ဗျားတို့ရန်ကုန်နဲ့ပြောရင်တော့ဟိုမဝင်ရဆိုတဲ့တက်ရှိခါထားတဲ့လောင်းဝင်လို့ခဏရေပန်းဖာလိုက်ခါလိုက်ဦးမယ်ဟုတ်ကလားဟင်လူလာခကြီးမရောက်တဲ့ပြင်ရေဖန်းခါအောင်မယ်ခင်ဗျားတို့ခါလားဟင်နာလိုက်တာကျန်လိုက်တာဘာတော့ဟုတ်ကလားပုံမှန်ဘယ်လောက်ကြီးရောသေးလားကြီးလားဟာဟုတ်ကလားမဝင်ရပါဘူးဆိုတဲ့ကဟုတ်ကလားခဏခဏကြီးတဲ့ဘယ်နေချင်းရှိပြီးတော့ဝင်လားဟုတ်ကလားအဲ့တော့ဟိုပရိကောလက်ပိုက်ကြည့်နေလားဟုတ်တခါဝင်မှတခါဖမ်းတာပဲထင်တယ်ဟုတ်ကလားဗျာနာလာကြည့်နောင်လာကြည့်ဖြစ်မှာပေါ့ဘဝင်မှမငြိမ်တော့ခင်ဘဝင်မငြိမ်ရင်ထဲထဲရှိတဲ့အဘူနဲ့ပုဂ္ဂိုလ်သူကလှုံ့ဆော်ပြီးတွေးကြောလူကြောပို့မှာပဲနားမှာပဲခင်ဗျားတော့ဟုတ်ကလားမနာမမဘူးနဲ့နားမယ်ဟုတ်ကလားဟုတ်ပြမနာမဘူးနဲ့အဲ့ဒီလမ်းကြီးလိုက်တော့နားမှာပဲခင်ဗျားတို့ဟုတ်ကလားဗျာဟင်လမ်းမကြီးဟုတ်စားဘူးဟုတ်ကလားအဲ့တော့တထိုင်အားထုတ်လဲဘာမှမရတော့ဘယ်နဲ့တော့တင်းပြီးချပဲရှင်ဟိတင်းချဟိတင်းတော့ဘယ်နဲ့တော့ဟင်ကိုအဘူးနဲ့ပုတ်ကဟောသူတင်းနေငါလျှော့သွားမဟဲ့လို့ရှိမှာလားရှိပါဘူးဟိုကတော့ထွက်လာအောင်မယ်သူကပြောကျုပ်ခေါ်တယ်လားဆိုပြီးတော့ဟင်ကတော့ထွက်လာလေဦးမယ်အဲ့တော့ဘယ်နဲ့တော့တင်းတော့ပူတော့ဘူးနာဟုတ်ကလားမဝင်ပါနဲ့ပြောတယ်တဲ့ကဝင်လာတော့ဒုတိယပြီးကြတော့ကပုံမှန်ကြီးကြီးနဲ့တက်ခေါ်လိုက်မှာပေါ့ခင်ဗျာဟုတ်ဗျာအဲ့တော့တထိုင်လာလဲဘယ်နဲ့တော့ပုံမှန်တာလော့လားတထိုင်လာလဲပုံမှန်တာလော့လားအဲ့တော့လေထိုင်ကြီးမှုသူတို့ထုံးစံတိုင်းတော့သွားအောင်မှာပါလေဟုတ်ကလားမရတော့ရှိရတော့ရှိဟုတ်ကလားသူစခန်းဝင်မယ်လို့ပြောထားတယ်ဥစ္စာကြီးဟုတ်ကလားဟုတ်ဗျာအဲ့တော့လေထိုင်ကြီးတော့သွားအောင်မှာပါလေဆိုတော့သွားတာတို့ဟွာလာရဲ့ထဘိုးကုံနဲ့ဟာကြီးပဲလို့တော့ဟိထဘိုးကုံနဲ့ကြီးယုံတော့ပဲလို့တော့ချီမြောက်ယုံလာလားတရွတ်တိုက်ဆွဲတာလားဟုတ်ဟေးလာတာဟင်တရွတ်တိုက်ကြီးလာတာတဲ့ဟိစိတ်မပါလည်းမပါနဲ့ဖြစ်ပြန်တော့ခဏတော့ကြားသိဖြစ်သွားပြန်ပြီဟုတ်ကလားဗျာအဲ့တော့မထူးဘူးဒီလေးစိတ်ဓာတ်ကကြလေးတဲ့ဟိဟုတ်လားစိတ်ဓာတ်ကြလေးတို့ဘက်နဲ့တော့ထိုင်မပြင်းမှုပေါ်လေးထင်တယ်အဲ့တော့ဒီစိတ်ဓာတ်ကြတာလဲတွေးမှပေါ်တာပါမတွေးဘဲနဲ့မပေါ်ပါဘူးဗျာဟုတ်ကလားပြီးတော့ဒီမှာတို့တဏှာနဲ့ရှင်တဲ့စိတ်ဟာအခန်းကိုကြိုက်တာကိုဗျအဲ့တော့ယောဂီတို့ကမှရှုွက်ထဲကအခန်းကိုဖော်ထုတ်မပေးနိုင်တော့ဘယ်လိုစိတ်ကစိတ်ပါလားဟိမပါပါဘူးစိတ်မှပါညာပါဖို့ကတော့ဝေးပြီအဲ့တော့ပြန်စိတ်ဆိုတဲ့တောင်တင်ရင်မရအတွေးမပါဘူးလားသူကတော့အတွေးကိုမှအတွေးဗျာကြောမနေနဲ့ဟုတ်ဗျာပြန်စိတ်တော့ကဘာပါမလို့ဘယ်တော့ကဘယ်လိုမလုပ်ခဲ့လို့ဘယ်ရက်လောက်ကတော့ဘက်နှင်းနဲ့ခုချိန်ဆိုရင်တော့နောက်ဘဝတောင်ဟုတ်မှာမဟုတ်ဘူးရက်ပိုင်းနဲ့ပြောတော့မှထင်တယ်ဖယ်လောက်ကလာငါဖီလောက်ခဲ့ရင်းနဲ့လာတော့မှထင်တယ်ဟိအရက်20ကျော်တော့ဖယ်လောက်ကနောင်တရီလာတော့မှထင်တယ်ဟိဘယ်တော့မှစကြတဲ့ကလာဘယ်လိုလေးလုပ်ခဲ့ရင်းနဲ့လာလိမ့်မယ်ထင်တယ်ဟိအဲ့ဒီနောင်တကတွေးမှပေါ်တာမဟုတ်လားမတွေးဘဲနဲ့ပေါ်မလားအတားအတွေးကနေပေါ်နေတာခဏတခြားပေါ်တာမဟုတ်ဘူးဒါမှတွေးခွင့်မရအောင်မခိုင်းတာသဘောပေါက်သလားအဲ့တော့ဘယ်တော့ကဒါဘယ်လိုလေးကငါလုတ်ခဲ့ရင်ဘယ်တော့ကဘယ်လိုလေးဖိဖိဆဆနဲ့လုတ်ခဲ့ရင်ဘယ်တော့ကဘယ်လိုလေးဖိဖိနဲ့လုတ်ခဲ့ရင်ဆိုတာဒါအတွေးတွေမဟုတ်လားအတွေးတွေပေါ်လာလို့ရှိရင်ဒါအတားဖြစ်ပြီပဲဟုတ်ကလားဗျပေါ်မှာပဲခင်ဗျအဲ့တော့ဒီတိုင်းကြီးအားထုတ်တော့ကိုယ်တတိကိုယုံအောင်မလားကျင့်သက်ဖြစ်တဲ့မိကိုယုံအောင်မလားအဲ့တော့ငါဖက်အားထုတ်ရကောင်းမလားပြန်ကောင်းတယ်မလေဟုတ်နောက်ဖက်အားထုတ်ရကောင်းမလားဒီတိုင်းကြီးတော့ဆက်မခံနိုင်ဘူးဟုတ်ဘာမှမဆိုဘဲနဲ့အဲ့တော့ဒီဒွိဟာစိတ်ဆိုတာကတွေးမှဖြစ်တာမဟုတ်လားမတွေးဘဲနဲ့ဖြစ်သလားဖြစ်ပါဗျာမဖြစ်ဘူးရတွေးမှဖြစ်တာအဲ့တော့ဒီအတားငါးချက်ဆိုတာအတွေးကိုမြည်ပြီးဖြစ်နေတယ်ဆိုတာယောဂီတို့ကိုယ်တိုင်သဘောပေါက်ပါဟုတ်မဟုတ်လဲယောဂီတို့ရှုွက်တယ်ကြည့်ကြည့်ပါမှာမှန်ပါဗျာတို့ပြောလို့မှန်လားဟာကိုတွေ့လား
ခင်ဗျားတို့အဲ့ဒီနေရာမှာပြောရမှာပါတော့အတားဘက်ကတန်လို့ရှိရင်တော့အိမ်ပြန်ပို့လိမ့်မယ်နော်ဟုတ်ကဲ့ယောဂီတို့ခုနကတွေးချိန်ကူမရအောင်ပြေးချိန်ကူမရအောင်ဒလသတယ်ဟဲ့ဟိုဘက်ကပွားပူအားနဲ့ဒီဘက်ကအောင်မေးအားတယ်ပွားပူအားရရှိတဲ့အောင်မေးအားမရှိရင်ကလေးပွဲကြည့်ပဲဖြစ်နေမှာပဲဟုတ်ကလားတော့ဟိုဘက်ကပွားပူအားဝင်တယ်ဒီကဝင်တယ်လို့နေတယ်ထွက်တယ်ထွက်တယ်လို့နေတယ်သူတို့နှစ်ခုသာအပွေးအယူညီခဲ့လို့ရှိရင်အသွားဘက်ကမတန်းနိုင်ဘူးလားသူတွေးချိန်ကူနည်းနည်းမှမရောက်အောင်လုပ်ရမှာတယ်မျက်စိနှလုံးနိုးထားခြင်းနော်တို့အနာယူခြင်းရှိအောင်လေအဲ့လောက်ကိုဒလသလုပ်ပြမှာဒီလိုဆိုအသွားဘက်ကမတန်နိုင်ဘူးလားအသွားဘက်ကတန်ရင်ခဏနိဗ္ဗာန်ပို့တယ်ဟုတ်ကလားအတားဘက်ကတန်ရင်အိမ်တန်ပို့တယ်ဟုတ်ကလားအဲ့တော့အသွားနဲ့အတားစိတ်ကစားသင်္ကားပဲလိုက်မလဲလို့မေးမှထင်တယ်အသွားနဲ့အတားစိတ်ကစားနေကြတာထင်တယ်ယောဂီတို့ကပဲလိုက်မလို့ပြောသူက3-4ယောက်ရှိတာမပြောသူကအတားဘက်ကနေကြတာရှိတယ်ဟုတ်ဗျာပြောသူကဘယ်နှယောက်ကျုံ3-4ယောက်ပဲတန်ကြလိုက်ပါတယ်ဘယ်နဲ့တော့အသွားဘက်ကလိုက်မလားအတားဘက်ကလိုက်မလားခင်ဗျားတို့မခံရင်လို့ထားအော်တာနေတော့ပါပဲထားလို့ဒါလည်းမခံရင်လို့ထားအော်တာဒီပါပါပဲဗျာအတန်ကြီးတော့ခဏနာပါပဲတိတ်ခမမမဟုတ်ပါဘူးဘယ်လိုတော့ဟဲ့အသွားနဲ့အတားဟုတ်ကလားစိတ်ကစားသင်္ကားပဲလိုက်မလဲနေထားကိုသူများမမေးပါနဲ့ကိုမေးသားမှာဟုတ်ကလားတခါခုနကအတားတန်နဲ့အသွားတန်တယ်အတားတန်တော့အိမ်ပြန်ဖို့ဟုတ်ကလားဟုတ်ကလားအသွားတန်နိဗ္ဗာန်တို့လမ်းတစ်ခုလည်းခင်ဗျားတို့ခွာတယ်ရွေးထားတိုက်တယ်လမ်းလိုက်ဟုတ်ဗျာတို့အသွားဘက်ကတန်လို့ရှိရတော့နိဗ္ဗာန်တို့ထောင်ရောက်ဟုတ်ကလားအတားဘက်ကအတွေးတွေကတန်းလာပြီဆိုရင်တော့အိမ်ပြန်ပို့လိမ့်မယ်ခဏဆွဲသိပါဟုတ်ကလားအဲ့တော့လမ်းတစ်ခုကပေါ်ပြီထင်တယ်ဘယ်လမ်းလိုက်မလို့မြင်ဘူးလို့လားနိဗ္ဗာန်ကဟုတ်အိမ်ကဖိတ်ချတယ်အခုသွားခုရောက်တယ်ဟုတ်မတိကြတာမလုပ်ချင်တာမှလည်းတိကြတာလုပ်သမှာဟုတ်ကြောက်ဖူးလားနိဗ္ဗာန်ကြောက်ဘူးအိမ်ကတိကြတာလုပ်ကြသမှာလားဘယ်လိုဟုတ်ပြည့်တဲ့ကြောက်တော့ပါတယ်ဘယ်လိုတို့နောက်ကဟောဟုတ်ပြီပြောင်းมาတယ်ဟိုလည်းပြောင်းมาတယ်ဘယ်လိုတို့ကတော့ပြောင်းมาကြတာဗျာရောက်မှမရောက်ဘူးလားမသွားတော့ဘောဟိုရောက်မှရောက်ဘူးနဲ့ဘယ်လောက်ဝေးတော့မရောက်ဘူးတော့ဘယ်လောက်ဝေးတယ်လို့သိလားဘယ်လောက်နေတယ်လို့သိလားဟုတ်ကလားသိမှမသိတာကြီးသွားဟုတ်ဘယ်လားရောက်လို့ရောက်မှလည်းမသိဘူးဟုတ်အိမ်ကခုကားငါတော့ခုကိုရောက်တို့ဒီကားတွေကိုချီရင်တော့ခုရောက်တန်လို့ဟုတ်ကလားတန်နာမရောက်ရဘာလို့တော့ဆိုရွာပဲဖြစ်မယ်ဘယ်လောက်ပဲထဲတော့ဘယ်လိုဗျာအဲ့တော့လမ်းတစ်ခုလည်းခင်ဗျားတို့ဖော်ပေးပြီးပြီပဲလေဟုတ်ကလားအသွားတန်ရင်တော့လိုက်ပါမယ်ဟုတ်ကလားအတားဘက်ကတန်လို့ရှင်တော့အိမ်ကြားမှာပဲနားတစ်ခုပဲရှိတယ်ဟုတ်ကလားဗျာအဲ့တော့တို့ဒီအသွားနဲ့အတားဒီဟာမှာတို့အသွားဘက်ကတန်စီခြင်းရင်သူ့နောက်ကဒီအားတွေပို့ရမှာအားတတ္တိဒီဟုတ်ကလားအားဆိုတတ္တိထင်လေအဲ့တော့သိတ္တအားတတ္တိဟုတ်ကလားယုတ်ကတော့သူကခေါင်းဆောင်မဟုတ်ပဲဗျသိခဏလိုရချတာသူစဉ်းစားမနေသားမှာနဲ့ဟုတ်ကလားယုတ်ကတော့နောက်လိုက်ပါဗျသူကတော့ဟိုထိုင်ပါဆိုထိုင်ပါတကဝသိကလေးကပခုံးပုတ်ပြီးတော့ပြန်အောင်ဆိုကွာဆိုပြန်လာဟုတ်ဗျာသူကတော့နောက်လိုက်သူစဉ်းစားမနေနဲ့ဟုတ်ကလားရုပ်ထိုင်မလို့ခြင်းကိုသိထိုင်လို့ခြင်းဟုတ်ကလားရုပ်အားကိုထုတ်သုံးတာတဲ့စိတ်အားကိုထုတ်သုံးပေးသားမှာဟုတ်ကလားဗျာအဲ့ဒီစိတ်အားထုတ်သုံးတဲ့နေရာမှာတို့မနေရတော့ယုံကြည်ချက်ဆိုတဲ့အားကိုအရင်ပြောတယ်ခင်ဗျသူဒီအရေးကြီးဆုံးပဲဟုတ်ကလားယုံကြည်မှရဲတင်ပြီဟုတ်ကလားတောင်ရွာတယ်လည်းပြောလိပြောထားစွာဟိုကွာမင်းမယုံမရဲမလို့စမ်းပါနဲ့ကွာယုံမှရဲတာမရဲတာမှန်သမျှမယုံလို့ကြီးတယ်မှတ်တော့
ဟုတ်ကလားမယုံမရဲလို့ပြောထားတာယုံရင်ရဲတော့ဗျာဟုတ်ကလားအဲ့တော့တို့ယုံကြည်မှရဲတင်းတယ်အဲ့တော့တို့ဒီတရားအားဒီအရေးကြီးဆုံးပဲဟုတ်ကလားဘုရားရှင်ဟောတဲ့တရားတော်တွေမှာထိတ်ဆုံးကဟောတာမှလည်းများအရေးကြီးဆုံးလို့ထိတ်ဆုံးကထားဟောတာကြည့်တယ်ပဲပယ်တရားရှိတဲ့သူထိတ်ဆုံးကထားဟောတယ်ဟုတ်ကလားဖောင်တရားရှိတဲ့ထိတ်ဆုံးကထားဟောတယ်ဟုတ်ကလားဟိအဲ့တော့ယုံကြည်ဖို့အရေးကြီးဆုံးဘသူယုံမှာတုံးတို့အရင်ပြောဟင်ဘုရားဟောတဲ့နီးဟုတ်ကလားဟိပြီးတော့ဒီနီးကိုင်းဖြစ်တဲ့ဆရာသမားထင်လေဒါကအပြင်ကမိတ်ဆွေပါဗျာအရေးကြီးတာတော့ကိုတတ်တိကိုထင်လေဒါတော့ကိုနဲ့အမြဲပါမယ်ဟာထင်ပါဗျာကိုမိတ်ဆွေပါဗျာအတွင်းနေပါဗျာအရေးကြီးဆုံးပဲကိုတတ်တိကိုလေအရေးကြီးတော့အဲ့တော့တို့ဒီတရားအားမှာမနေ့ကတော့အရာသားရဲ့တာသားရဲ့ဘိုးရဲ့ဒီလိုခွဲထင်လေဟုတ်ကလားဗျာအရာသားဆိုတော့တို့ခုတာမန်သိနေကြသိပြီပေါ့ဗျာဟင်တာမန်ယုံကြည်တဲ့တရားပေါ့တို့အားရရဲ့ကလေးຫນွေလေးနတ်တူတော်ရစကန်သွားပြီးတော့တို့ရနိုင်တော့တရားအထုံးဟေးဒါလည်းယုံလို့ထင်တယ်ဟုတ်ကလားအားရရဲ့အလကားနေမဲ့သားဟုတ်ကလားပူဖို့ပါမဲ့အလုပ်ကလေးဒီတော့ခင်ဗျားတို့ယုံရမှာပဲဟုတ်ကလားပြီးတော့တဲ့အလုံးမအားတဲ့ပုဂ္ဂိုလ်လည်းအလုပ်ဒီမွေးကြရပေတိလုံနေရတော့ရွာတွေကလုံမအားရင်ဘယ်တော့မှမအားဘူးအားမှပဲအားတာရွာထဲမှာဟုတ်ကလားဟင်ကိုအားချင်မှအားလို့ရတာဟုတ်ကလားကိုမအားဘယ်တော့မှအားဘူးခဏတော့ဘယ်တော့အားမထင်တော့ဟုတ်ကလားကျွတ်တို့ရွာတွေကျွတ်တို့မျိုးတွေမှာအားရှိလို့တည်တယ်မှာဒါပဲတော့မရှိလို့မအားရကြရတည်ရတာကြီးတယ်အဖိုးလည်းဖွားလည်းမအားရကြရတည်သွားတာအဖိုးဖွားဖြစ်လို့များအားမထင်လိအဖိုးနဲ့တောင်အောင်ဖွားနဲ့တောင်ကိလေသာခိုင်းနေသေးတယ်လောကသေးတယ်သူတို့လည်းဟုတ်ကလားဗျာအဲ့တော့တို့မအားဘူးဆိုလို့ရှိရင်တို့မလုပ်ရရင်ရှိမှာပဲဟုတ်ကလားအဲ့တော့တို့သာသနာနဲ့ကြုံတုံးဟုတ်ကလားဖရာဆုံးမလေးကိုတို့ရနိုင်တဲ့နီးနဲ့တို့အထုတ်မယ်ဆိုဒီလောက်တော့ခင်ဗျားတို့ယုံတာပဲဟုတ်ကလားဒီလောက်ယုံပြီးလာကြတာဒီကြီးတဲ့ပဲယုံကြည်ချက်မရှိဘဲနဲ့မလားဘူးဟုတ်ကလားဗျာဒါတော့ခင်ဗျားတို့အရာသားတရားလောက်ပဲရှိသေးတာပဲဟင်အရာသားတရားကနေတို့စိတ်ထဲဝင်ရတယ်ထင်တယ်ဟိဟုတ်ကလားခုနပြောတဲ့အသွားနဲ့သားထင်တယ်ဟိဟုတ်ကလားဟိတို့မို့ဟိုဒီဘက်ကဇံအုပ်စုနဲ့ဟိုဘက်ကအတားအုပ်စုထင်တယ်ဟိဟုတ်ကလားဟင်ဇံအုပ်စုနဲ့အတားအုပ်စုဟုတ်ကဲ့သူတို့ဒီတိုက်ခိုက်နေတဲ့နေရာတဲ့တို့ဝင်ရမှာတယ်ဟိအတားအုပ်စုကတို့ပညာနယ်ပယ်မှာအတ္တနိုင်ငံတော်တင်တယ်ဟိအဝိဇ္ဇာနိုင်ငံတော်ထူထောင်မှာတို့ကပရမနယ်ပယ်မှာအနာတ္တတင်တယ်ဟိအနာတ္တနိုင်ငံထူထောင်ဖို့ဟုတ်ကလားအဲ့တော့ဒီလိုသူ့ဝါဒကိုဝါဒနဲ့ရှိတဲ့တို့ကဒီအနာတ္တဝါဒဟုတ်ကလားဝိဇ္ဇာနိုင်ငံတော်တင်တယ်ဟိပရမနယ်ပယ်မှာတင်တယ်ဟိအဲ့ဒါကိုထူထောင်ဖို့ဆိုဟောယောဂီတို့ဝင်လာတတ်ထဲဝင်လာရှိသေးတယ်ဟုတ်ကလားအဲ့တော့တတ်ထဲဝင်လာတဲ့ကယောဂီတို့ဘယ်နဲ့တော့ဘယ်အဆင်းကဝင်ခဲ့တယ်ဟုတ်ကလားဘာလို့တာအဆင်းဖြစ်တော့တာအောက်ဆင်းမရှိတော့လို့ပါဟုတ်ဘာလို့တာဖြစ်ရတော့ဆိုဘယ်လိုပြောအဆင်းမရှိတော့လို့ပါအဲ့လိုပဲပြောပါဗျာအဲ့တော့တာကနေခင်ဗျဘူဖြစ်ဖို့ဆိုတာတော်ရောတတ်တယ်ခင်ဗျဖြစ်မှာဖြစ်ပါဗျာဖြစ်တယ်လို့ခင်ဗျတော့တော်ရောအင်အားနဲ့ဖြစ်မှာခါမဖြစ်ပါဘူးဗျာဟုတ်ကလားတာကဘူတက်ဖြစ်ရမှာကိုတာနဲ့ဘူကြားကိုဟောမရှိသေးတယ်စာချင်းဆိုလားတကြတယ်လေမတကြတော့တကြကြီးချက်ချင်းဖြစ်သလားမတကြဒုတကြအဲ့တော့ဒီတို့ရိုးရိုးတာကတကြကြီးဖြစ်ဖို့ဆိုတာမလွယ်ပါဘူးဗျာဒီလိုလည်းမလွယ်ပါဘူးဗျာဘယ်လိုလွယ်လားမလွယ်ဘူးဗျာဘယ်တော့ဝေးမလွယ်ဘူးဗျအဲ့တော့တို့သူ့ဖွဲ့စည်းပုံတိုင်းဆိုရင်တာ10ယောက်မှတကြတယောက်ဖြစ်တာဟုတ်ကလားတာ10ယောက်တကြတယောက်ဟုတ်ကလား10စုမှဘူဖြစ်တာတရားမှဘူတခုတင်တယ်တရားမှတယောက်ကိုဘူလို့ပြောဟုတ်ကလားတိတိချင်းကိုဘူပြောတာမဟုတ်တရားမှတယောက်ကြမှာဘူဖြစ်တာ
ဟုတ်ကလားအဲ့ဒီဘူဟိုဒီကားတို့17ယောက်10ခုကို130လားအဲ့ဒီမှာဘူဖြစ်တယ်ဆိုသူ10ခုမှတိုင်မှုဘူမှုဖြစ်တာနော်ဟင်1100ထင်တယ်1100ယောက်မှဘူမှုဖြစ်တယ်နော်ဟုတ်ကလားအဲ့လို10ခုပေါင်းလို့တိုင်ရင်10ခုဆိုရင်1000ထင်တယ်ဟဲ့ဓမ္မတခုဖြစ်တယ်တမမှုဖြစ်ဖို့1000မှတယောက်ပဲဖြစ်တယ်အကုန်လုံးပဲနဲ့တမမှုဖြစ်ပဲဖြစ်နေမှာမဟုတ်ဟင်ဒါတော့ဘာလို့အကုန်လုံးဟိုအတတ်ကြီးတွေဖြစ်နေမှာမလား10ယောက်မှတယောက်ဖြစ်နေတာလားအဲ့တော့ဒီ10ယောက်ထဲကနေပြီးတယောက်တတ်ကြီးဖြစ်ဖို့ဆိုဒီ10ယောက်တဲ့ကိုအာတာမထင်တယ်ဟုတ်ကလားဒီ10ယောက်ထဲမှာသူဒီအသာဆုံးအစွာဆုံးဖြစ်မှခင်ဗျားတို့တတ်ကြသူရမယ်တကယ်လို့တတ်ကြရာသူလက်လက်ခဲ့ရင်ပေါ့လေဟုတ်ကလားလွယ်သလားမလွယ်ပါဘူးဗျာဟင်ဒီလိုဆိုပဲတော့ဟင်ဘယ်လောက်လိုက်မလို့ဟင်ဘယ်လိုအပေါ်ပဲရောစိတ်ကွေးနေအော်ရပါထမကွာမဲဟင်ဟိုဟာလာဖြစ်ချင်တာပြောတာလားဖြစ်နေတာပြောတာလားဟင်အဖြစ်ချင်တာပြောနေတာတဲ့ဟိတ်ခေါ်ဖြစ်နေတာမဟုတ်ဘူးဖြစ်ချင်ရင်ပြောတော့ဖြစ်နေတာပြောတာဟုတ်ကလားဟိအဲ့တော့ဒီတက်ကြဖြစ်ဖို့ရတော့10ယောက်ထဲမှာကွာမဖြစ်တယ်ဟုတ်ကလားတကယ်လို့ဘူဖြစ်ချင်လို့ရှိရင်တော့တရားထဲမှာကွာမဖြစ်တယ်ဟုတ်ကလားတက်ကြ10ယောက်ပေါ်ကယူရမှာတယ်ဟိတက်ကြ10ယောက်ဆိုတော့ဟို130မဟုတ်ဘူးလားတမကတော့ဘူးဖြစ်မယ်ဟုတ်ကလားဗျာအဲ့လောက်ကိုစိတ်ဓာတ်ယုတ်ဓာတ်ဟုတ်ကလားဗျာစိတ်ဓာတ်ထဲမှာလဲခုနပြောတဲ့အာငါမျိုးရဲ့အာတတိဟုတ်ကဲ့အဲ့ဒါသုံးရမယ်အဲ့တော့တို့သာတော့ဘယ်နဲ့တော့ဟဲ့စေတန်းစတင်နာဆင်းတွေကဘယ်ညာထင်းလဲအဲ့ဒီကနေသွားတာဒီလေဝင်တဲ့ထွက်တဲ့ဒါလည်းဘယ်ညာပဲထင်မှာပါပဲအတူတူပဲလားဟင်ခုပဲနဲ့တော့ဘယ်ညာပဲလားဟုတ်ကလားစိတန်းရောက်ပလားဘယ်ညာပဲလားဟာဘယ်ညာပဲရှိသေးတယ်လားရောက်ပလားစိတန်းဟာတမ်းတော့ပင်နန်းခုမှဘယ်ညာလို့ရတော့မှာပဲဆိုခမနာတို့ဟင်လွတ်လာရေးသားကသာနဲ့ပြောရင်ဘယ်ညာကိုမသိလို့တဲ့တစ်ဖက်ကိုကောက်ယူထုံးထားတယ်တစ်ဖက်မျက်ထုံးထားကောက်ယူချီတော့မျက်ချီတော့ဘယ်ညာကိုမသိတာတဲ့အခုကိုပဲတော့ဘယ်ညာတော့မှမလားကောက်ယူချီတော့မျက်ချီတော့ဖက်နေမှာပါဗျာခမရတို့မှမထင်သေးပါဘူးဟုတ်ကလားဘယ်လိုညာမြောက်လို့မြောက်ဘူးဗျာညာကိုဘယ်မြောက်လို့မြောက်ဟိုကဘယ်လိုမှတင်နန်းပေးလို့ရတော့ကဲကွာမင်းတို့ဘယ်နဲ့ညာမသိလို့ရှိရင်ဆိုပြီးတော့တစ်ဖက်ကိုကောက်ယူသိပေးထားတယ်ချီတလုံးတစ်ဖက်ကိုမျက်ချောက်သိထားတယ်အဲ့တော့ဘယ်ညာဟိုမဲဆရာကရှိရပြီကောက်ယူချီတော့မျက်ချီတော့ကောက်ယူချီတော့မျက်ချီတော့အဲ့တော့သူသိတယ်ဘူးလားအခုကဘယ်နဲ့တော့ဘယ်ညာမှမလားဟောမနေ့ကပဲလာလျှောက်ပြီးဝင်လေသူမှကြည့်တယ်အထွက်ဖြစ်နေဆိုထွက်တယ်လို့မှတော့အဝင်ဖြစ်နေမနေ့ကပဲကတော့လာလျှောက်ပြီးတယ်ဟောရုပ်ချီတော့မျက်ချီတော့ကခဗျာတို့ဟာဗျာခဗျာတို့ဟာဒီနာကကိုပြီးမဟုတ်သေးပါဘူးခင်ဗျာကြီးတော့ကွာမေးအဲ့ဒါလာလျှောက်တဲ့ယောဂီရှိသေးတယ်ဗျဝင်လေသူမှတော့ဟာထွက်ကြီးဖြစ်နေလို့ထွက်တယ်လို့မှတော့ဝင်ကြီးဖြစ်နေလို့ဟာဟောရုပ်ချီတော့မျက်ချီတော့ကိုတော်တော်လုံးယူရလေခင်ဗျာတို့ဟာလေမရလဲရှိအဲ့ဒီလွတ်လာရေးဖြစ်တုန်းကဘယ်ညာမသိတဲ့ဟာတော့ဒီကနေ့ဘုချက်ဖြစ်နေပါပြီဒီနေ့ဘုချုပ်တွေဖြစ်နေပါပြီဒါတို့ယုံကြည်ချက်ထင်တယ်ရဲတင်းချက်နဲ့သူတို့လည်းလုပ်ရတာပဲချက်ချင်းဘုချက်ဖြစ်တာမဟုတ်ပါဘူးဟုတ်ကလားအဲ့လိုကျင်ရတာအဲ့တော့တို့ဒီကျင်တော့ဝင်အေးပြီးထွက်ငွေပြီးသိမှာပဲခင်ဗျာဒီလောက်တော့သိကြလားဒီလောက်တောင်ဟောပါနောက်တော့အေးလှုပ်ဒီလိုထင်တယ်ဟဲ့ငွေလှုပ်ပါဗလားဟဲ့လှုပ်ဆိုတာနဲ့ဖြစ်ပြတူထင်တယ်အမဲတရစ်တော့တက်လာပြီဒုတက်ကြဟုတ်တတ်ကြကြီးပုတ်သေးဘူးထင်တယ်ဘာတို့ခုကတို့ယောဂီတွေကဘယ်ဖြစ်နေလဲဒုတက်ကြတော့ဖြစ်နေတယ်ခတ်ငါတို့ဟုတ်ကလားဗျာ
တာရဒုတကြလောက်ပဲရှိသေးတယ်ရှုဖို့ဒါလဲရွှေမတ်တနဲ့ထင်တဲ့ထင်မြင်တဲ့မြင်ဟုတ်ကလားအေးလုံးလုံးငွေလုံးလုံးကြီးကိုထင်ရှားတဲ့ထင်ရှားနေပြီဆိုရင်ဘယ်နဲ့တော့တကြတော့သာမွေးတော့အောင်ပါပြီဟုတ်ကလားဒီကနေပြီးဝင်တခါတဲ့တန်တန်နမိတ်နေတော့ဖက်တန်တန်နမိတ်နေတော့ဟုတ်ကလားဒီလိုကြီးကိုအယောင်ဟုတ်ကလားတန်တန်ဟုတ်ကလားကိရိတာအဝေးနီးတိုင်းမိမိစိတ်ကြောင်းကိုပြောနေတယ်အယောင်ကလည်းလေကိရိတာဝေးဝေးသလိုနီးနီးသလိုထင်တယ်ဟဲ့တဏ္ဍာနမိတ်ကလည်းယောဂီရဲ့စိတ်အကြောင်းပြောနေတာဟုတ်ကလားယောဂီတို့စိတ်စီလုံးရင်သူပြတာတစ်မျိုးလေးပါယောဂီတို့စိတ်မစီလုံးရင်မပြတာတစ်မျိုးဖြစ်ပါလိမ့်မယ်ပြီးတော့ယောဂီတို့စိတ်ရှုွက်တဲ့မဆိုင်ဘူးအာယုံတော့ပါနေရင်နမိတ်ပြီးရှိမှာပဲဟုတ်ကလားရှုွက်တဲ့ကိုဆိုင်ပြီးတဲ့ဖြည့်ဖြည့်မြင်တဲ့ယောဂီဒီနမိတ်ပြီးတူးမှာပဲဒါလည်းစိတ်ကြောင်းပြောတာတယ်ဟဲ့တဏ္ဍာကလည်းစိတ်ကြောင်းပြောတာပါအယောင်ကလည်းစိတ်ကြောင်းပြောတာဟုတ်ကလားဗျာအဲ့ဒါကြီးကိုထင်တဲ့ထင်မြင်တဲ့မြင်နေပြီဆိုရင်တော့ဟုတ်ကလားဘယ်နဲ့တော့တဲ့ပြီးတကြကြီးတကြကြီးတကြကြီးဖြစ်သွားပြီဒါတောင်းဘူးဖြစ်ဖို့လူသေးတယ်လေလောက်ရလိမ့်မယ်ဗျာယုံနာနှစ်ပါးဖြစ်ပြမြင်ဟုတ်ကလားထိတာလေးကဘယ်လိုတိတာလေးကဘယ်လိုရှုွက်ထဲမှာကိုတေချာကိုကွင်းဝင်းကွက်ကွက်ပြက်ပြက်ထင်နေရမှာတွေးယူလို့မရဘူးကိုတွေ့ဆိုကိုကိုတွေကတွေ့ရမှာလေရှုွက်ဟာတကူလုံးရဲ့ကိုသားထင်တယ်ဟိဒီတက်ကတွေ့ရမယ်ဟုတ်ကလားဗျဒီတက်ကတွေ့နေတဲ့အိတဖွာဝတီနဲ့အထီလေးနဲ့အပီလေးနဲ့ဒါကြည့်ရင်လည်းအဲ့ဒီတက်ကပွဲရမှာကြည့်တယ်ပဲအဲ့ဒီကနေပြီးတော့တို့တာမတနာဆိုတဲ့ညာ3ဆင်းလောက်ဒီမှာခဏတို့ဘိုးလောင်းစာမှုပဲဖြေတော့မရှိသေးတယ်ဖြေသေးဆိုတော့ဥရိယဘုရားညာရောက်လာတဲ့ပုဂ္ဂိုလ်ကြတော့တကယ်ကိုတရားထက်လာပြီတကယ်လို့ဟုတ်ဖြစ်တယ်လို့အဲ့ဒီယုံလာဒါဆိုကိုယ်ပိုင်တရားတယ်နဲ့ဟိအငှားတရားမဟုတ်တော့ကိုယ်ပိုင်တရားကိုယ်ပိုင်အားတရားဆိုရှိတာပဲလေအဲ့ဒီခါကျမှပူဖြစ်မယ်ဟုတ်ကလားဗျာအဲ့တော့ဒါဘူဒီပြောတာပါအဲ့တော့တို့ဒါဘူတက်ပုံအဆင့်ပြောတာလေအဲ့တော့တရားဘူဖြစ်ရင်ဟိုပဲဝရိယရဲတင်လာရင်ဝရိယလည်းတစ်ဆင်းဆင်းလည်းတို့ဒီလိုပဲနောက်ကဘူဒီပဲတက်ဖြစ်ရမှာထင်တယ်ဟိငါးခုလုံးဒီလိုပဲတက်ဖြစ်ရမှာတစ်ခုပြီးတစ်ခုငါးဦးလုံးတော့ချက်ချင်းဘူဖြစ်မယ်ထင်မှုဟိတစ်ခုပြီးမှတစ်ခုရာတို့တက်ရမှာထင်တယ်ဟိဟုတ်ကလားဗျာအဲ့လိုသွားရမယ်အဲ့တော့တို့မနေ့ကပြောခဲ့တာယုံကြည်ဖို့အရေးကြီးဆုံးတယ်ယုံကြည်မှရဲတင်ဝရိယဆိုပါဠိစကားဗမာလိုရဲတင်လာပြောတာဟုတ်ကလားယုံကြည်မှရဲတင်ပြီးဟုတ်ကလားဝိရဏံဘာဝဝိရိယောဝိရဏံရဲရင်တော့သူတို့ဤဘာဝဖြစ်ဝိရိယောရဲရင်တော့သူတို့ဤဖြစ်ယုံကြည်မှရဲတင်တယ်ဟုတ်ကလားဗျာအဲ့တော့ယုံကြည်မှုဒီအရေးကြီးဆုံးယုံကြည်မှုဘလောက်ယောဂီတို့ကောင်းတယ်လဲဆိုတာမိမိဘလောက်ရဲတင်တယ်လဲဒါနဲ့ဟုတ်ကလားအဲ့တော့ဘာတော့လုပ်ငန်းစစ်ဆေးရေးကလာသေးလားနာကျင်ကြိုက်ခဲမှုကလာပါတယ်ဗျာအဲ့တော့ဘယ်နဲ့တော့ရဲသလားမရဲဘူးလားဟာဘယ်လိုတော့များအဲ့ဒီမှာဘယ်လိုရဲရဲတင်းနဲ့သူ့ကိုဆက်ဆံပြီးတော့ကြော်သွားနိုင်တယ်လဲဟုတ်ကလားနိုင်ရောလားဟာနောက်ကနိုင်တဲ့နိုင်ရောလားဟောဗျာအဲ့နေရာပြောတရားမနိုင်ဘူးလည်းနောက်ကနိုင်တဲ့ယုံကြည်မှရဲတင်တာရဲဒရာအပလောက်ကောင်းမကောင်းဆိုတာအဲ့ဒီမှာကုတ္တတိကိုအဲ့လိုအခက်ခဲနဲ့တွေ့မှသိရတာထင်တယ်ဒီလိုမှတ်လို့ကောင်းတာတော့ဘယ်သူသိမှာလဲတော့အဲ့လိုမှတ်လို့မကောင်းလို့အန်တရခက်ခဲနဲ့ကြုံတဲ့အခါမိမိတတ္တိဘလောက်ရှိမရှိသိနိုင်လေဟုတ်ကလားဗျာယုံကြည်မှရဲတင်တယ်ပြောဗျာခဏတော့မဟုတ်တာနဲ့ပြောမှကောင်းမှာပါမဟုတ်တာနဲ့ပြောမှခဏမှတ်မိမှာမဟုတ်တို့ယောဂီမျိုးသားတွေပြောမှကောင်းမှာပါတို့ရွာထဲမှာကောကာလာသာဘဝတုံးကဘယ်နဲ့တော့ကာလာသမီးတွေလျှောက်ပြီးတော့မလေးလာဘူးလားလေးလာလားအဲ့တွေ့နေတဲ့ကာလာသမီးတွေတဲကမိမိနဲ့ဟုတ်ကလားသဘောချင်းတိုက်ဆိုင်မဲ့ကာလာသမီးကောခင်ဗျားတို့မတွေ့တတ်ဘူးလားကာလာသမီးတွေအများကြီးတဲကတယောက်တော့တွေ့ရမယ်ဟုတ်ကလားအဲ့တော့သူနဲ့ပေါင်းတင်လို့ရှိရင်တော့သူနဲ့သာအတူတူတတိဘွားတဲ့အိမ်အောင်ထောင်ရလို့ရှိရင်တော့ငါဘဝတာတန်းတာယာရှိမယ်လို့ယုံလားမယုံဘူးယုံပါရဲ့ဟုတ်တယ်ယုံတယ်မှန်တယ်မှန်ဤဟုတ်ဗျာယုံမပြားခင်ဗျားတို့ယုံတော့သူထိုင်ကြည့်နေလားဟိုလိုက်ကြိုးစားပါလား
နဲယုံတော့ဘယ်နဲ့တော့ဟိုကတခွန်းတော့ပြောတာနဲ့ပက်ကနေပြောတာနဲ့ဟုတ်ညလို့လားနင်းလို့ဟာမလားဟိုအယုံနေတော့လေအယုံများတော့ဘယ်နဲ့တော့ဟိုကပက်ကနေပြောလိုက်တော့နောက်ဆုံးလားဟာရှေ့တူဟုတ်ပြီတိုးပြီရဲပြီဟုတ်ဗျာအာယုံတော့ရဲရရဲတော့အဲ့လိုရဲတင်းတင်းဖြစ်နေလို့ရှင်ကတော့တတိယဟောသူဘယ်ချင်းတော့ခဲသူဖတ်တတ်တယ်ဘယ်ချင်းတယောက်ထဲတော့တတိယဟောအမမဲ့ကြီးနေတာဟုတ်လားအမမဲ့ပဲလားသူဘယ်ချင်းထွက်တတ်တယ်သူတယောက်ထဲဘယ်ချင်းသွားတတ်တယ်ဘယ်နဲ့တတိယဟောရှိတာဟာတော်တော်များညဗျာတတိတွေလည်းအိမ်မှာဟောယုံတော့ရဲတင်းတော့ဟောနောက်ကတတိလည်းလိုက်လာတာထင်တယ်ဟဲ့လိုက်ဗျာအဲ့တော့ဒီလောက်ထိတတိလိုက်နေမှာတော့သွားလဲဒီစိတ်သွားလဲဒီစိတ်အိမ်မက်တော်စုပဲမဲ့မှာကဲတမာရီယာဟောဗျာတော်လို့ကြီးတာတော့ဗျာတို့ကြီးပြပြောလို့လားအမှန်နာပြောတာဟာဗျာစားလဲဒီစိတ်သွားလဲဒီစိတ်အမေအိမ်မက်ထဲတော့လာပြီတီးလိုက်တဲ့တမာတိဗျာဟဲ့တမာတိမဟုတ်ဘူးလားဟုတ်ကလားအဲ့ဒီချင်းတခြားကဟိုတို့သမီးတွေဘယ်ရွာကဘယ်နဲ့ကဘယ်လောက်လာဘယ်နဲ့တော့ဂရုစိုက်သေးလားအာယုံကြည့်သေးလားမပြုဘူးတယောက်ဖူမတယောက်ဟာငဲလိုက်တာတမာတိကလည်းကျုပ်ကနေမှသိတဲ့နေတာဟုတ်ဗျာတဲ့တာပြောတာဗျာဟုတ်လားကျုပ်ပြောတာမှားလို့ခဏကြည့်တာလားဟုတ်ကလားဗျာအဲ့တော့အဲ့လောက်ထိတတိယရှိနေရင်သူကမြောက်ပြောမှရမယ်သူ6ပြောရမယ်သူ့ကိုထင်ကြီးအောင်ပြောရင်ရမယ်ဆိုတာဒီလိုကခင်ဗျားတို့ပညာလေးကဟောဘာမပါလာဘူးလားအဲ့လေပညာလည်းပါလားဗျာသိလာတယ်ဘယ်လိုပြောဘယ်နဲ့ဆိုတာဟောအကျော်သိလာတာထင်အကျော်သိလာတာဓာတ်သိလာတာသဘောသိလာတာအတူတူပဲခင်ဗျာအဲ့ဒါပညာရှိတဲ့ဟုတ်ကလားဗျာအဲ့ဒါဟိုတို့ရီးသားဖို့ဘုံ9ယောက်လို့ခေါ်တယ်မှတ်ထားဟုတ်ဗျာဟုတ်ဗျာအဲ့လိုကမဖို့ဟိုကလည်းသဘောကျပြီဆိုပါတော့လက်ခံတယ်ဆိုပါတော့သူ့မိသူဖာလည်းရိပ်မိသွားတယ်ပြီးသွားတယ်ဒိုမိဒိုဖာလည်းရိပ်မိသွားတယ်ပြီးသွားတယ်အဲ့တော့ဟိုဘက်ကလည်းသဘောမတူဘူးဘယ်လိုသားမျိုးဘယ်နဲ့သားမျိုးဒီဘက်ကလည်းသဘောမတူဘူးဟုတ်ကလားဗျာနှစ်ဖက်လုံးကသဘောမတူဘူးနောက်ဆုံးမှာဘယ်လိုရဲသလားမရဲဘူးလားရဲပါရဲ့ရဲလားဗျာအဲ့တော့တည်းခင်ဗျအဲ့လောက်ရဲရင်ဟိုသူ့မောင်သူဖားရညီနေမနေနဲ့ဓာချင်းနဲ့လာရဲလာကြည့်ဟုတ်ကလားဘယ်လိုကြီးကိုဘယ်နဲ့ကြီးကိုနဲ့တခါတည်းဓာချင်းနဲ့နောက်ဆုံးဟုတ်ပါဘူးဟာရဲလိုက်တာဗျာရဲလိုက်တာဗျာအဲ့လိုဒုတ်ကျင်းဓာချင်းဟိုလည်းကျင်းနေတယ်ဟုတ်ကလားသူကခင်ဗျားတို့ပဲကျင်းတယ်လို့ဟိုလေနင်းအနေမတတ်လို့နင်းအထိုင်မတတ်လို့နဲ့ဟိုလေသူတို့ပဲလည်းဖိမှာပဲမိဘကလည်းသမီးဖိမှာပဲဟုတ်ကလားမောင်နေဖားရလည်းသူတို့နှမသူတို့မှဖိမှာပဲအဲ့တော့ဟိုကလည်းစိတ်မချမ်းသာဘူးအဲ့တော့ဟိုညပဲချင်းလာခဲ့ပါချင်းညာဟိုကလည်းဒုနဲ့ကိုသင်နေဆောင်နေတယ်လာပါစေလာရင်တော့ဒီကောက်ဒီကောက်ရောက်ပဲနေနေဟိုကလည်းသိချလိုက်ကြအိမ်ဘူးနော်ဟိုအဲ့ဒီကြတော့ဟိုကလည်းဟိုကြတော့စိတ်ကြီးတော့ထွက်ပေါက်ကြနေပြီလာပြီးဘယ်ချင်းခေါ်လှဲ့ပါလို့ပြောမယ်နောက်ဆုံးမလားဟိုကနိုးပါရင်ခဏသိမယ်ဟုတ်ပါပြီဟုတ်ကလားဗျာလုတ်ပြမယ်ဒီဥပိုးချခင်ဗျာခင်ဗျားတယောက်နေမှာပါတို့ကျန်တဲ့ယောဂီတွေတော့ဟိုနောက်ဆုံးမှာမဟုတ်လားဟိုတယောက်ကြီးခဲမလုတ်တော့ဘူးညာပြန်မယ်ဟုတ်ကလားမရခြင်းနေဒီလိုပဲလားကျန်တဲ့ယောဂီတွေကမဟုတ်ဘူးသူကဥပိုးချမကကြီးလည်းမော်ပေးကိုမှာဗလားဟောလည်းမဟုတ်ဘူးတဲ့ဟုတ်ဘူးတဲ့အဲ့ဒါကြတော့အသေးခံပြီးတော့ကိုပဲနေတော့ဖိပေးခြင်းသိပါစေယုံကြည်သလောက်ရဲတင်းလာတယ်အဲ့တော့ယုံကြည်ချက်နဲ့ရဲတင်းချက်ဟာတွဲရဲဆိုတော့ဒီတော့ကိုသဘောပေါက်ပါဟုတ်ကလားဟိ
အဲ့တော့တို့ပါတော့ဟဲ့မရဘူးတော့ကလည်းဒီဘူ9ယောက်ခေါ်ပိုးရတာပါပဲဟုတ်ကလားဒီတိုင်းနဲ့စီးပွားရေးရှာတော့ဒီဘူမပါပဲရပါလားဒီစီးပွားလဲယုံကြည်မှရဲတင်တာအဲ့တော့တခြားလောကီကိစ္စတွေဘာလို့ဒီဘူမပါပဲပြီးသလားမပြီးပါဘူးဗျာအဲဒီဘူပါမပြီးဟုတ်ကလားယုံကြည်မှရဲတင်ပြီးဟုတ်ကလားရဲတင်ရင်ဟိုဘက်ကတတိယလည်းပါတော့မှာပဲတမာရီလည်းပါတော့မှာပဲပညာလည်းပါတော့မှာပါပဲဟိုသုံးခုကပြီးတော့ဘယ်ဥဆိုင်နေကြမလို့ပါအရေးကြီးတာယုံကြည်မှုနဲ့ရဲတင်မှုထင်တယ်ဒါနှစ်ခုရှိလာရင်ဟိုဘက်ကျန်ရကဟိုအလိုလိုလိုက်တာမှာပဲဟုတ်ကလားဗျာအဲ့တော့ခင်ဗျားတို့တရားအားထုတ်ရတာလွယ်ပါဗျာမရဘူးဘူ9ယောက်ဒီခေါ်ပြီးခိုင်းလိုက်ရုံပါဟုတ်ဟင်ဟိုမရဘူးတော့ကဘူ9ယောက်မရှိဘူးလားလာကြောင်းကွာငါကြည့်တော့မနိုင်မင်းတို့9ယောက်ဟင်မရဘူးတော့ကဘူလေးကိုဒီတရားပူတော့ပြန်ခေါ်အောင်ပါဟင်ပြန်ခေါ်အောင်ပါလေပြန်ခေါ်အောင်ပါလေခင်ဗျာပါဟိုအတားကြတော့ဟိုဘာလာဆိုအတားကြတော့ဘယ်လိုအိမ်ထားတဲ့သူများခိုးမှာဆိုလို့တဲ့အတားကြခဏယူလာတာမဟုတ်လားဘူကြတော့ကျန်းခေါ်အောင်ပါဘယ်လိုတော့မြာဒါပြင်ကဲဟိုအတားနဲ့ဟိုအသွားကိုဘယ်သူအားကိုးနေတယ်လဲဟာဟုတ်ကလားအတားကြတော့နေရာတကာပါလာတာတယ်ဟိဘယ်သွားဒီအတားခေါ်လာတာရိတ်တာသွားတာတော့ခင်ဗျားတို့အတားကြီးယူလာဘူကြတော့ဘယ်နဲ့တော့အသွားကြတော့ဘာဖြစ်လို့တော့လုတ်ကြောမဲ့ဟင်တိုင်းခင်ဗျားတို့ရိတ်တာတဲ့လာတာဟိုသွားမလို့လာတာလားတားမလို့လာတာလားဘယ်လိုဟုတ်ပါဗျာကျုပ်ကတော့တားမလို့လာတာလို့ကြားတာပါပဲဟင်အဲ့တော့တို့ဒီအင်အား၅ပါးဒါခင်ဗျားတို့လက်ထဲရှိပြီးသားပဲမဟုတ်ဘူးလားမရှိတာလားရှိပြီးသားမသုံးတာပဲရှိတယ်အဲ့တော့ဒီအားမှမပါလို့ကတော့ယောဂီကိုအဲ့ဒီဇံကိုရှိတိုးမှာမဟုတ်ဘူးဟုတ်ကလားဗျာအဲ့တော့ဒီဇံရဲ့အတော်တိုးခြင်းဟုတ်ကလားဇံဆိုတာလည်းဒီကိရိတာရှုံးလိုက်ပြီးသွားတာပြောတာတင်ပါတယ်ဟိုမက်ကင်လို့ခေါ်တဲ့မက်ကင်ရင်ကြီးဒီဖြစ်ပျက်ပေါ်ကနေပြီးတော့ဟိုမက်ကင်ရင်ကလည်းပွားမှာတယ်လေဇံကတော့ယောဂီတို့ရှုပ်တဲ့တွေ့နေတဲ့ဖြစ်ပျက်ဆိုတဲ့ဒီပရမလန်းပေါ်ကသွားမှာတယ်လေအဲ့တော့မက်ကင်ရင်သွားခြင်းရောဒီအားမပါဘဲနဲ့သွားလို့ရမလားမရဘူးအဲ့တော့ယောဂီတို့ဘက်ကပါလို့အပါတော့အဲ့ဒီယောဂီတို့လက်ထက်ရှိနေတဲ့အားဒီကိုထုတ်သုံးဖို့ဒါပဲရည်ကြီးဒါကိုပဲအားထုတ်ပါလို့ပြောတာတယ်ဟုတ်ကလားဟင်ခင်ဗျားတို့ကိုယ်တိုင်ကတော့ဘယ်လိုပြောတော့ဟိုရွာကလာတော့ကအားထုတ်လို့လာတာကိုဒီလိုပြောလားဘယ်လိုပြောတော့အားထုတ်လို့ဒီဘယ်ညသွားထုတ်လိုက်တာတော့ခင်ဗျာအားကြီးဘယ်ထုတ်လွဲနေတာတော့ထုတ်ကြရောမယ်ဗျာဘယ်သွားထုတ်တော့ဘယ်လိုဗျာအိမ်မှာသွားထုတ်တယ်ခင်ဗျမဟုတ်တာတော့လုပ်ကြရောမယ်ခင်ဗျာကျော်တော့ခင်ဗျားတို့အားထုတ်မလို့ပြောတာအားထုတ်မလို့ဆိုဒီအားတွေထုတ်သုံးတာပြောတာဟုတ်ကလားဟင်ဒီယုံကြည်ချက်ဒါစိတ်အားတွေထင်တယ်ဟဲ့စိတ်ဓာတ်တတိထင်တယ်ဟုတ်ကလားဟဲ့ဒါစိတ်ဓာတ်တတိကိုပဲအင်အားလို့ပြောတာမဟုတ်ဘူးလားအဲ့တော့ယုံကြည်ချက်ဟုတ်ကလားဗျာပြီးတော့ရဲတင်မှုသူတို့နှစ်ခုအရေးကြီးဆုံးပဲဒီနှစ်ခုတောင်ယုံကြည်ရင်ရဲတင်မှာပါပဲယုံကြည်မှုတစ်ခုကအရေးကြီးဆုံးထင်တယ်ယုံကြည်မှုအရေးကြီးဆုံးကြာဟုတ်ကလားအဲ့တော့တို့ကိုမယုံလို့ရှိရင်သူများနဲ့တက်ပြန်ပါဟုတ်ကလားဟိုရှိကဘုရားရှင်တွေဟောမရှိဘူးလားဘုရားရှင်ရဲ့နောက်ကနေပြီးဘုရားပေးတဲ့ဤတိုင်းလိုက်သွားတဲ့အရိယာရှင်သခင်တွေဟောမရှိဘူးလားသူတို့လည်းပဲဟုတ်ကလားဒီယုံနဲ့ဒီနံဒီလိုဒုက္ခခံပြီးအောင်ကျယူသွားတာဒီလိုတက်ပြန်လိုက်ရင်တို့ယုံကြည်ချက်ကိုတင်းမလားဘူးလားဟုတ်ကလားကိုကြည့်မနိုင်လို့ရှိရင်အထက်နဲ့တက်ပြန်ပြီပါဟုတ်ကလားကြည်ကြည်ဘုရားရှင်နဲ့အရိယာများကောဟုတ်လားဒီယုံနဲ့ဒီနံဒီလိုပဲဒုက္ခခံပြီးတော့အောင်ကျရောက်အောင်ယူသွားပြီဟုတ်ကလားအဲ့တော့တို့ကဒီယုံနဲ့ဒီနံဒီလိုဒုက္ခခံရမှာတော့မဟုတ်ဘူးလားဟုတ်ကလားအဲ့တော့တို့ဒုက္ခခံတော့ယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ယုံကြည်ချက်ကိုရှိကိုရောငဲ့သလားဟိစိတ်ကိုရောညာသလားကိုလည်းမငဲ့ဘူးစိတ်လည်းမညာဘူး
ဟုတ်ကလားတို့ခုနကတပ်သား10ယောက်တည်းကအစွာဆုံးသူလာတယ်ရတရားရှိတက်ကြဖြစ်မှာမဟုတ်ဘူးလားအဲ့တော့တက်ကြဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်လေကိုယ်လည်းမညာပါဘူးစိတ်လည်းမညာပါဘူးအဲ့လိုကိုလုံနိုင်မှရတာထင်တယ်ဟဲ့ဟုတ်ကလားဗျာရှိလောင်းတော်များလဲဒီလိုလုတ်ပြီးဒီလိုအောင်ချက်ရသွားသေးတာဟုတ်ကလားငါလည်းပဲဒီလိုလုတ်ရင်ဘာလို့မရရမလဲဒီလောက်တော့ယုံကြည်ချက်ကလေးတင်းပေးပါကဲနာကြစို့